another another ငါးပါးကိုရှိခိုးပြီးတဲ့အချိန်ခါမှာတရားဝဲကမြောက်ဥက္ကလာပမြို့နယ်ဆလိရက်ွက်၌နေထိုင်ကြကုန်သောတရားဓမ္မများကနေပြီးတော့ဘုန်းကြီးတို့ဒီတရားပွဲကြီးကိုပင့်ပါတီတွေကောင်စီတွေအလောင်းကောင်းသောသမဝါယမအသင်းဖွဲ့တွေလူကြီးမင်းများကိုယ်တိုင်တရားနာပြိဿဦးစီးပြီးတော့ရက်ွက်သူရက်ွက်သားများကနေပြီးတော့တရားပွဲကြီးကိုပင့်လျောက်ကြဒါနှစ်ညမြောက်ပြီးဆုံးတဲ့နေ့ပေါ့ဒီပြီးဆုံးတဲ့နေ့တရားပွဲကြီးမှာတရားနာပြိဿကလည်းမိမိတို့တက်ဆွမ်းသမျှဝိုင်းဝန်းပြီးတော့လှူဒန်းလိုက်ကြတာနောက်တစ်ခါဆွမ်းလူရှင်များကလည်းဥစိုးမြင့်တို့ဒေါ်ခင်မြတို့ဆလိန်ရက်ွက်ကနောက်ဥကြီးလွင်တို့ဥသမြင့်တို့ဆလိန်ရက်ွက်ကနောက်ဥခင်မောင်အေးဒေါ်ချင်းအေးဆလိန်ရက်ွက်ကပြီးတော့လည်းပဲဒီတရားပွဲကြီးနဲ့ပတ်သက်ပြီးတော့အစစအရာရာဘုန်းကြီးတို့အစိုးရမူလရမှနေ၍အမကဘုန်းကြီးတို့30မှကျောင်းအုပ်ဆရာကြီးနဲ့ကျောင်းအုပ်ဆရာကြီးဦးစိုးမောင်နဲ့တကွဆရာဆရာမများကနေပြီးတော့စီးရင်နေရေးရန်အတွက်အလုံးကိုဝိုင်းဝန်းကူညီကြလို့ဒီတောင်းချီနေတဲ့ပိဋကတ်ကြီးကိုနိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ရပါတယ်ဒါတွေကိုလည်းများစွာဘုန်းကြီးတို့ကျေးဇူးတင်ရှိပါတယ်ဒါတွေကျေးဇူးတင်ရှိသည့်အလျောက်ဘုန်းကြီးတင်ကျေးဇူးတင်ယုံမကတရားပွဲပင့်လျှောက်ကြတဲ့ဟောဒီမြောက်ဥက္ကလာပနဲ့ဆလိန်ရက်ွက်မှရက်ွက်သူရက်ွက်သားရက်ွက်သူရက်ွက်သားယောက်ျားမိန်းမကလေးလူကြီးဒီပုဂ္ဂိုလ်များကနေပြီးတော့များစွာကျေးဇူးတင်ရှိပါတယ်။ကဲဒီတော့တရားနာပိသအခုဟောမဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဒါနကိုဖြတ်ဗိမာန်ပြက်ဆိုတဲ့ဘုန်းကြီးဇတ်လန်းကိုဟောရပိသကြီးဒီနေ့ဟောမဲ့ဇတ်လန်းပါတယ်တို့ဒါနကိုဖြတ်ဗိမာန်ပြက်ပြီးအောင်ပြောကြရင်တော့ပိတ်မှန်လို့ခင်ဗျားတို့ခေါ်ရမှာပေါ့အမှန်ကဘာတစ်ချိုင်နဲ့မရေးချနဲ့နတ်တထားရဒါနကိုဖြတ်ဗိမာန်ပြက်ပါတယ်တို့ဒီရေသနာကိုကျွတ်တို့သုံးလောကထိုထာသပြည့်ညမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်ပါပေါ်ပြီးပတ္တိဘတ်တရောင်အစချီသဖြင့်ဟောအနာရဘိန်တထေးကြီးကိုအကြောင်းပြုပြီးတော့ဟောပါလေဗျာအနာရဘိန်တထေးဆိုတာကျွတ်တို့ငယ်ငယ်တုန်းကတော့မသိလို့ဟာအနာရဘိန်တထေးဆိုတာအနာရီသိပ်ပေါ်တာကွာဒီလိုထင်ခဲ့တာဘယ်ဟုတ်မလဲမင်းအနာရဘိန်တထေးဆိုတာအနာထပိန်တိကတ္တလို့ပါသဖြင့်တရားနာပိဋကလည်းတချို့သဘောပေါက်ကြပြီးသားဖြစ်ပါအာထာယအာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့ပုံကိုယ်တွေကိုထမင်းပေးတတ်တဲ့တထေးဗျအနာထပိဋကဆိုတော့ဒါကြောင့်အနာရဘိန်တထေးကိုနားလည်အောင်အဓိပ္ပာယ်ပြန်လိုက်တော့အာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့လူတွေကိုထမင်းပေးတဲ့တထေးလို့အဲ့ဒါလို့မှတ်လိုက်ကြစမ်းသဘောပေါက်သွားပါလားဒီတထေးဒီတရားနာပိဋကရေမြတ်စွာဘုရားကိုရောမြတ်ကြီးအားသာသနာကိုကြည်ညိုလွန်းလို့54ကလေးအကုန်ကြခံပြီးတော့လှူဒန်းခဲ့တယ်တရားနာပိဋကပေးတော့ဘယ်နှကလေးတို့အကုန်ကြခံလှူတာအနာရဘိန်တထေးကြီးတောင်မှလှူလိုက်တာ54ကလေးဆိုတော့5ချက်30ခမရတို့တာဝန်လေးမနေကြနဲ့နေ့စဉ်ဘုရားကိုရောမြတ်ကြီးကျောင်းတော်သို့3ချိန်သွားဘယ်နှချိန်သွားတုန်းကိစ္စအဲ့ဒီလို3ချိန်သွားတဲ့အချိန်ခါမှာနတ်နဲ့ခင်းပါနဲ့သွားစလဲလို့ဆိုတော့ယာခုနဲ့လူစရာလက်ထဲအမြင်ပါနတ်နဲ့ခင်းပါနဲ့သွားတော့နေကျောင်းတော်နေ့လည်းခင်းကြတော့ထောပတ်စီဦးတွေနဲ့သွားနေ့လည်းခင်းကြတော့ဘာနဲ့သွားညချမ်းအချိန်ကြတော့ဟောပန်းစီမီဖျောင်းတိုင်နဲ့တကွတန်ဃာတော်တွေအတွက်လှူဒန်းရန်ပစိုးတွေကိုတစ်ခါယူသွားတယ်အော်အနာရအမလက်ထဲလှူရမပါဘူးလို့ဒီလိုဖြစ်မှာကိုစိုးလို့
နာနဲ့ခင်းမှာဘာလေးပြိတ္တာယာကုနေ့လယ်မှာဩဘစီဦးညပိုင်းမှာပန်းပစိုးဆိုတော့အတူကောက်ပေါ့ကွယ်အဲ့ဒီလိုကျောင်းတော်ကိုသွားပြီးတော့လှူဒန်းခဲ့ဒီလိုလှူဒန်းပြီးတော့လာခဲ့ရမှတရားနာပိဋကဒီကနေ့တော့အနာတပင်တစ်သေးကြီးမွဲပြီဒါကြောင့်လဲတချို့ကခုခေတ်ပြောနေကြတယ်ဟေးပုံညာပြီဆိုတာကုံသာရှိတာကွာလှူတယ်ဆိုတာမွဲလားကွာဒီလိုလူတွေလည်းจิตတုပမာတိအတော်ပေါ်အဲ့ဒီပေါ်တဲ့လူတွေနဲ့အလားတူတရားနာပိဋကအနာတပိန်တစ်သေးကြီးရေနစ်ရဝါကူမဲ့ဗိမာန်အပြက်ခံရမဲ့ပုဂ္ဂိုလ်တော်ကြပေါ်လာလေအနာတပိန်တစ်သေးကြီးပဲထီအောင်မွဲသွားတယ်လဲဆိုတော့ကုံတွေကနေပြီးတော့ကျွေးယူပြီးချေးကြငှားကြတယ်ငွေပေါင်းက18ကတိတဲ့ယူပြည်သားကုံတွေကသူ့ထံလာပြီးချေးငှားယူတဲ့ငွေတွေဘယ်လောက်တော့18ကတိပြီးတော့တရားနာပြည်သားမြေမှာမြုပ်ထားတဲ့ငွေတွေ18ကတိကလည်းမြည်ရည်တွေကြီးပြီးတော့ဟောသမုတ်တရားကြီးအောင်မြေထဲမျောပါတာဘယ်လောက်တော့18ကတိကုံတွေချေးတာဘယ်နှကတိတော့18ကတိပေါင်းတော့ဟဲ့ကဲ36ကတိကွကုံနော်အဲ့ဒီလို54ကတိကုံရခံလှူရမှ36ကတိဒီငွေတွေလဲကုံရှိသမျှပစ္စည်းတွေလဲတဖြည်းဖြည်းလှူးလာလိုက်တာအတော်မွဲသွားတယ်ဒီလိုမွဲသွားတဲ့အချိန်ခါမှာအကွက်ကောင်းကိုစောင့်နေတဲ့အနာရဘိန်တစ်သေးကြီးရဲ့အိမ်မှာ4ခုမြောက်သောတကားမှနေတဲ့တကစောင်းနတ်ပါဏတ်တုံးဟိဧသာကြီးမှတ်တာနော်ခမရတို့အိမ်ဒီမှာအိမ်ဆောင်နတ်ဆိုတာရှိအိမ်ဆောင်နတ်လဲအိမ်ဆောင်နတ်တိုင်းကောင်းတယ်မထင်နဲ့ခမရတို့အခုပြောနေတဲ့ခမရတို့ကိုးကွယ်နေတဲ့နတ်ကတော့ကောင်းပါတယ်ဟုတ်တယ်လေတော်ကြနတ်ကကျုပ်မျက်စောင်းထိုးခြင်းထိုးနေမှာတရားနာပိဋကနတ်တွေအကြောင်းကျုပ်နည်းနည်းပြောရမယ်ဆိုရင်ခင်ဗျားတို့မှတ်လက်ထားပါနတ်ဆိုတာလေနာဗျဒါလောက်ပြောသိတယ်နတ်နော်အခုခင်ဗျားတို့ကိုးကွယ်နေတဲ့အိမ်တွင်းမင်းမဟာဂီရီတို့အိမ်တွင်းနတ်ဆိုတာလေနတ်ကြိုက်တဲ့အစာလေးကျုပ်ပြောနေ့စဉ်လေကိုပြုတ်တဲ့ကုသိုလ်လေးတွေအမျှဝေးအဲ့ဒီအိမ်ဆောင်နတ်ကိုမေတ္တာပို့အိမ်ထဲမှာကြက်တွေရုပ်တဲ့စကားတွေကိုရှောင်အဲ့ဒါနတ်ချစ်ခင်အုံးပြီးကြောင့်လည်းလက်ဖက်ထုတ်တဲ့ကြိုက်မှတ်ထားနော်အုံးပြီးကြောင့်လည်းလက်ဖက်ထုတ်တဲ့ကြိုက်တယ်မယုံလို့ရှိရင်တရားနာပိဋကအဲ့ဒီအုံးပြီးကြောင့်ဖြုတ်တာကြည့်မေတ္တာနိုင်ဖို့အမျှအတောင်းဝေပါအုံးကြီးကြောက်တဲ့ကြိုက်အခုတော့ခင်ဗျားတို့ကအုံးလေးကြောက်ကြီးတော့ထားပါရဲ့တနခါးရည်တော့ပက်ပါရဲ့တပြေကတ်တော့ထိုးပါရဲ့ပြီးတော့လည်းခင်ဗျားတို့ကအုံးကြီးကြောင်သားပြီးတော့လည်းအုံးကြီးကြောင်သားရှေ့ပါပြောမှလည်းမသိဘူးသတိထားတရားနာပိဋကဖြုတ်ရဲလို့ရှိရင်မေတ္တာပို့အမျှဝေပြီးတော့အုံးကြီးကြောင်ဖြုတ်ပြစမ်းပိဋကဒီဖြုတ်ရဲပါမလားကလေးကြည့်ပြောဘယ်မိဘတွေအိမ်ကြရိုက်လိမ့်မယ်ရိုက်လိမ့်မယ်ကောင်းလေးကြည့်ပြောဟဲ့မလုံးနဲ့ကွာဖွားကြီးတွေကသိသန်းနေတာကဲပြေးတာကြီးဖြိုးရလားဖြိုးရပါဦးဗျာကဲမဖြိုးရဖြိုးကြပါနဲ့ဗျာဒါပဲကောင်းပါလေတော့ကြောင့်ဘုန်းကြီးဟောလိုက်တာနဲ့တရားနာပိဋကကိုတတ်တိနဲ့သာကိုဖြုတ်ပါတော့ကျုပ်ရှိမြားဥကလှဲ့လာမှာဘုရားဟောတဲ့တရားယုံကြည်လို့မေတ္တာပို့မယ်အမျှဝေမယ်အုံးကြီးကြောက်တော့မထားဘူးဆိုပြီးဖြုတ်ပြီးဆိုကြပါစို့အုံးကြီးကြောက်ဖြုတ်တဲ့နေ့ဘိုင်းနာပြီဆိုကြပါစို့ဒီဘက်ကအုံးကြီးကြောက်ရှိတော့ကလည်းနာတာပါပဲဒါပေမဲ့အုံးကြီးကြောက်ကြီးဖြုတ်လို့ဒီဘိုင်းနာတယ်လို့ဖြစ်တော့မယ်ခမည်းတော်ရဲ့ဥပါဒံခေါင်းကြိုက်ပြန်တော့လေအုံးကြီးကြောက်ဖြုတ်လို့ကြိုက်တယ်လို့ဖြစ်တော့မယ်မြားကကျုပ်ဘက်ကိုလှဲ့တော့မယ်ဒါကြောင့်မဖြုတ်ရဲမဖြုတ်နဲ့ကြည့်ရှုတာလောက်ကြဖြုတ်ရရင်တော့ဖြုတ်ပေါ့ဒီအုံးကြီးကြောင့်နဲ့ပတ်သက်ပြီးတခုတော့နည်းနည်းပြောရအောင်တရားနာပိဋက
ခင်ဗျားတို့အယူဝါဒတွေပြောပါတယ်မင်းဦးလားတရားနာပိသအယူသီးလုံးလို့ရှေးတုန်းကလင်မယားနှစ်ယောက်သူတို့သမီးလေးပြက်စီးတော့ငိုလိုက်တာယောက်ျားကတော့မိန်းမေးပျောက်ပျောက်ဒီထဲမိန်းမလွတ်တဲ့တွေကတုတ်တန်သွားပြီးသမီးလေးကူနာမှာသွားပြီးတော့စားပွဲတောက်ခွက်လေးတွေချပြီးတော့သမီးငါသမီးစားရအမေလာပို့တယ်လေလာစားလဲပါအောင်တော့လားသမီးရဲ့အမေကိုကိုယ်တိုင်လေးရလာပြီးတော့ပြတ်ဆက်ပါအောင်တော့လားအလကားပြောတာကိုယ်တိုင်ကျရင်သူတက်သေးမှာနေ့စဉ်သွားငိုအဲ့ဒီတုတ်တံမှာဂူတွေကြားထဲမှာဘိန်းစားတယောက်ကလည်းဘေးရှူစရာငွေအပြတ်ဒီမိမလာလာငိုတော့အကြံပေါက်ရွှေရောင်ငွေကြားတွေကြိုက်ရင်ငါတရားလောက်တာကောင်းအိမ်ပြန်ရွှေရောင်ငွေကြားတွေကြိုက်တရားဝတ်တဲ့နောက်ဝတ်တန်းစားတွေဝတ်ပြီးတော့အဲ့ဒီမိမမလာခဲ့သူကတုတ်တံကညောင်မကြီးတက်အဲ့ဒီမိမလည်းရောင်းရောကျွမ်းနဲ့လှုပ်အလိုတေဘသူတို့ဟောတရားပဲတရားလည်းတရားနာပြီးသင်ချိုင်းတော့ဆင်းငါတရားတေတရားပဲထက်ကအတာဝရိဏထက်ကတေတရားမင်းဘာလို့ရှင်းလားအိုးဘာလို့ရှင်းရမလဲတဲမိုက်တဲ့လင်မယားသမီးလေးတယောက်ဆင်းမွေးထားအမလေးလူဝါတော့ကညှို့လို့ဆင်းကြကြည်တော့အခုတေတော့ထမင်းကောင်းအင်ကြီးကောင်းတောင်မှချွတ်ယူလိုက်ကြလက်ဝတန်းစားတွေဘာတစ်ခုမှမပါဘူးအခုနတ်ပြေရောက်ပြီးနတ်သမီးကြီးရှင်လိုက်တော့တစားပလားမရှိဝတ်စားစရာမပါတာနဲ့မှိုင်းငိုနေလို့ဟဲ့မငိုနဲ့ငါသွားပြောပေးပဲဆိုပြီးရှင်းခဲ့ရဗျာဟာပိုင်လိုက်ပို့ယူတရားမလေးမကြမေးဒါဖြစ်နေပါအိုးမလေးဒီလိုဆိုရင်ကျုပ်သမီးလေးမျက်လာငဲနေတဲ့နတ်သမီးချင်းမတူလို့ဆိုရင်ကျုပ်အိမ်ပြန်ပြီးယူပါဦးမယ်တရားမင်းခဏနေပါဦးအေးပြန်လာယူရဲ့အိမ်ပြန်လက်ဝက်လက်စားတွေထုတ်တစ်တာကြီးဖွင့်တစ်တာတောင်ပိတ်ခဲမိဘူးတရားနာပြေးတာအထုပ်ကြီးနဲ့ထွက်လာယောက်ျားလုပ်တဲ့လူကလည်းတရားနာပြေးတာရေးမရှိသေးဘူးကောမသိသေးဘူးကောဒီမှာယူလာပြီးတော့တရားမင်းသမီးလေးဒီပစ္စည်းတွေပေးလိုက်ပါဆင်းခဲ့ပါတရားမင်းရဲ့ယူသွားပါတရားမင်းရဲ့ဟဲ့ငါတရားတကူနဲ့ထားပြခဲ့ပြီးတော့မှတကူနဲ့ဆင်ကားထားယူမယ်ပြန်နေတကူနဲ့ယူမှာတဲ့ဝေးတာဆင်းရင်ကိုဟိုဟာတရားဟိုညိဒီညိနဲ့သူကိုကားကြီးဆင်းရမှာကဲဟိုကပြန်သွားအထုပ်ကလေးချထားကြတော့အထုပ်ကလေးယူဒီထဲမိမပြန်သွားလင်လုတဲ့လူကဟောမင်းပိုက်ပါကွာသမီးတစ်တာခွင့်ထားကိုမီဝစားတယ်လည်းမရှိတော့ဘူးကျူတော်ဝင်စားတယ်လည်းမရှိတော့ဘူးမလီတော့နဲ့အလကားရမ်းပြီးတော့ပူနေကျွတ်တို့သမီးနတ်ပြည်ရောက်တယ်နတ်ပြည်ရောက်တဲ့အဲ့ဒါတရားမင်းကိုယ်တိုင်ဆင်းလာပြီးတော့သမီးလေးနတ်သမီးချင်းမတူလို့ဝတ်တရားသားစရာမရှိလို့ဆိုလို့ကျုပ်သွားပို့လိုက်ရဲ့ဟေးမိုက်ပါဟာငါပြန်ပြောရောပေါ့သမီးလေးထမချင်းတာမရအောင်မှားကြတာတွေပြောပါစေမဖြစ်ဘူးငါမြင်းနဲ့လိုက်မှဆိုပြီးမြင်းနဲ့လိုက်သွားဟာမြင်းခေါ်လာကြတယ်ဟိုမိမယောက်ျားလိုက်လာပြီရှင်နဲ့မဖြစ်ဘူးဆိုဂူဒီတဲ့ဝင်ပုတ်ဒီထက်တရားနာပြေးသားရေဟိုယောက်ျားလုပ်တဲ့လူကညောင်မင်းကြီးနင်းချီပြီးတော့တရားနာပြေးသားဂူဒီတဲ့လှက်ပါရှာမဖြစ်ဘူးဒီဒေတာပေါ်တော့ခတ်တော့ပြေးပါဆိုဂူဒီတဲ့ကထွက်ပြေးပြီးဘာပြောကောင်းမလဲခိုးယောက်ျားချီထားခဲ့တဲ့မြင်းမော်သွားကနေခုန်တက်ပြီးမြင်းနဲ့ဆိုင်ကအပြစ်တင်တယ်ထင်တယ်လားမတင်ဘူးဟာတဲတော်တယ်လားကြာတဲဂျော်ဂီပေလို့ဝင်လာတာနဲ့တူကြည်တော့မြင်းစီတတ်တယ်မဖြစ်ဘူးခတ်တော့မှဒီမှာတရားမင်းဟောဖြည်းဖြည်းလောက်ကရောက်မှာပါပဲမာကျင်နာတစ်ခုမှလည်းစမ်းမရစေတမီးလေးထိုင်ရောက်လို့ရှိရင်ပြောလိုက်စမ်းမအဖွယ်လှုပ်တဲ့လူကလည်းမြင်းတစ်စီးပေးလိုက်တယ်လို့ဒါကုံရောရှိတာဒီဒီလိုတရားနာပြေတာဘူးမသိဖမသိနဲ့ထင်မိထင်ရယုံတတ်ကြတဲ့သဘာဝကျုပ်ကခမည်းတော်ကိုးကွယ်နေတဲ့အိမ်ဆောင်နတ်တွေကိုမတထားလို့ပြောတာမဟုတ်ပါဘူးနော်အိမ်ဆောင်နတ်မေတ္တာရှိတဲ့နီးမယုံရင်မှန်ကန်ဟောတတ်တဲ့နတ်ကတော့မေးကြည့်ပါမေတ္တာဘုအမျှဝေတာအုံဒီကြောင့်လည်းလက်ဖက်ထုတ်တယ်ကြိုက်တယ်မေးကြည့်ပါဒါဓမ္မဒိဋ္ဌံကြပြောနေတာပါမှန်ရလားပြိဿကြီးကံကြည့်လေတခုတကစောင်းနအနာရဘိန်းသေးကြီးမွဲဆိုတရားနာပြိဿမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးလှူရတာရင်ကြည့်တော့ပုံးရီနဲ့စကွဲပဲလှူနိုင်တော့ပုံးရီနဲ့စကွဲထမင်းပဲလှူနိုင်တော့တဲ့ပြုတ်တ
ဒီလိုပုံရင်တဲ့သကွဲထမင်းကိုလှူလိုက်တဲ့အချိန်ဘုရားကိုတော်မြတ်ကြီးကြောင်းတော်ရောက်သွားတော့တက္ကသိုလ်တထေးကြီးတဲ့အလူဒါနာများပြုရရဲ့လားမှန်လားပါပြုရပါတယ်ဗျာဘုရားတပည့်တော်ပြုရတဲ့အလူဒါနာကအရင်လုံးငါလိုမုံမမြတ်မြတ်မပြုနိုင်တော့ပဲနဲ့မှန်လားပါဗျာတပည့်တော်မွဲသွားတာနဲ့ပုံရင်နဲ့သကွဲထမင်းသာလှူနိုင်မှာတော့သည်ဗျာဟဲ့တက္ကသိုလ်တထေးပုံရိပ်နဲ့ဇကွဲထမင်းလှူရလို့လေအမိငယ်မျှဆိုပြီးအာမလျှော့လေနဲ့အခုအရိယာပုဂ္ဂိုလ်တွေကိုသင်လှူရတယ်အရိယာတန်ဃာတွေကိုသင်လှူရတယ်ငါဘုရားကိုယ်တော်မြတ်သည်ဟောဝေလာမပုံနာကြီးဖြစ်စဉ်အခါတုန်းကသာသနာ့ဘအချိန်မှာလှူလိုက်တာတိုင်းပြည်မိโกဒိတ်ချက်ပြုတ်မစားရအောင်တိုင်းပြည်ကိုချက်ပြုတ်မစားရအောင်မိโกဒိတ်လှူခဲ့ဘူးတယ်ထွန်းလုံးထွန်းသွားတွေနဲ့မထွန်ရမထဲရပဲနဲ့ငါဖယားအလောင်းဝေလာမှာပုံသားကြီးကျွေးတာတွေကိုစားပြီးတော့လာခဲ့ကြရတယ်ဒီလောက်ထိအောင်လှူပေမဲ့လို့အခုသင်လှူရတဲ့အရိယာပုဂ္ဂိုလ်မျိုးတယောက်မှငါမတွေ့ခဲ့ဘူးလို့ဟောဖယားကိုယ်တော်မြတ်ကဝေလာမတုတ်ကိုဟောပါတယ်ဗျာအဲ့ဒီလိုဝေလာမတုတ်ကိုဟောပြီးတဲ့နောက်ခုနကတကားဆောင်ပြန်ဆက်ကြပါစို့တကဆောင်နတ်ကတရားနာတိတကြည်စံအနာရဝေသထေကြီးမွဲပြီအနာရဝေသထေကြီးသူချမ်းသာနေတဲ့အချိန်တုန်းကတော့အခုမရသေးလို့ငါစောင့်ပြီးတော့လာခဲ့ဘယ်နဲ့ဂေါရမနဲ့သူတပည့်သားတာဝကတွေလှူဒီအိမ်မှာကြွလာကြတဲ့အချိန်ခါမှာငါပြီးသူတို့လာတဲ့အချိန်ခါမှာတကားပေါ်မနေနိုင်ပဲနဲ့အောက်ဆင်းပေးရအလုံးရှုပ်တယ်ဒီဖရာဂေါရမနဲ့နောက်ပါသားငါကြီးကြွလာငါဆင်းပေးရနေရဖဲပေးရဒါကြောင့်တရားနာပိသဖရာကိုယ်တော်များနဲ့သံဃာတွေနေရဖယ်ပေးရတာအလုံးရှုပ်တယ်ဆိုတာလူတွေမအောင်မေ့တာလူတွေအောင်မေ့တာမဟုတ်ဘူးနတ်ကလည်းအောင်မေ့ခင်ဗျားတို့တို့ကြည့်မှာပေါ့အခုခေတ်တို့ကြီးနေရင်အကောင်းသားတဲ့ဘုန်းကြီးတစ်ပါးကြွလာပစိုးခင်းပေးရစောင်းခင်းပေးရအလုံးရှုပ်တယ်ဒါကျုပ်ကတမန်ကရှံကပြောတယ်မအောင်မင်းနဲ့တပြေလုံးလှဲ့သွားနေတဲ့ဘုန်းကြီးဆိုတော့ဒီလိုလူတွေပေါ်ပြီးကျွတ်တို့တိုင်းကြီးဝန်းနေစရာတွေဟိုမှာကြည့်နတ်ကြီးမှာပေါ့နတ်ကအပေါ်ဆင်းပေးရလို့တဲ့ဖယားကိုယ်တော်များနဲ့တန်ဃာတော်တွေ तू မကြည့်ဘူးအဲ့ဒီတုန်းကလည်းတစ်ဖေးကြီးကဘုံကံမြင့်နေတော့ तू အခွင့်မရလို့မပြောခဲ့မွဲပေါ်တဲ့အချိန်ခါမှာ तू ရေနစ်ရဝမ်းကူတော့မတဲ့မဖြစ်ဘူးဒီကိစ္စငါပြောမှညအခါမှာအဲ့ဒီတကဆောင်နဲ့ဝင်လာအလိုအယောင်ဝါနဲ့တင်းမသူလုံးတစ်ထေးကြီးကမေးတစ်ထေးကြီးတဲ့ငါသည်လေးခုမြောက်သောတကားမှာစောင့်တဲ့သစ်တိမ်ကနတ်ဖြစ်တယ်ပင်ကိုဆုံးမတရားရှိလို့တရားစကားပြောတရားရှိလို့ကြိုက်နာမေးပြောပါနားထောင်မှမယ်ဆိုပြီးနားထောင်တဲ့အခိုက်အတန့်မှာသူပါရီပြောလိုက်ပင်အနာတပိန်တစ်ထေးကြီးသည်ဂေါရမတတိတဝကတွေကိုပင်ပြီးအမြဲတစေလှူဒန်းပေးကမ်းပြီးတော့လာခဲ့ရှိတာတွေကုန်ပြီဟိုစဉ်လှူနေချိန်အခါကာလတုန်းကအထေကြီးမလှူနဲ့တင့်မွဲသွားလိမ့်မယ်လို့ငါပြောလိုက်ရင်လေချမ်းသာနေတဲ့အချိန်ဆိုတော့သင်ယုံနေမှယုံမယ်မဟုတ်လားအခုအချိန်မှငါပြောဖို့အခွင့်တင်လာလို့သင်ဒီယခုကဲ့သို့ဂေါရမနဲ့တပိတယဟန်တော်တွေလှူလို့ယခုလိုမွဲခဲ့ရဒီထဲသေးဆက်ပြီးတော့လှူအောင်မယ်ဆိုရင်တနေ့တားတရားမရှိတဲ့အပြင်ငတ်ပေမှတောင်ဆိုရင်ရတယ်တစ်ထည်ဒီခုပင်ပြီးမွဲတဲ့ချိန်ခါမှလည်းလှူတော့မှာပဲလားလျှော့ပေါ်လို့အလူဒါနာကြောင့်ကိုယ်ဒုက္ခဖြစ်တဲ့လက်တွေ့ကြုံရပြီတဲ့အကျိုးလိုရောင်နဲ့နတ်ကသွားပြီးတော့ပြောလိုက်အနာရဘိန်တစ်ထေးကြီးရဲ့စိတ်ဓာတ်နော်ဘလောက်ပြန့်ခိုင်တယ်လဲဆိုတော့နတ်ယုံမှာပင်ဩဝါဒဒါပဲလားပင်တရားစကားဒါပဲလားပင်သုံးမောက်ပေးတာဒါပဲလားငါလိုဖះကိုတော်မြတ်နဲ့တန်ဃာတော်တွေကိုးကွန်းနေတဲ့ကြည်ညိုးနေတဲ့တစ်ထေးကိုပင်ဖြက်စီးလို့ရမလားတလောက်ထီအောင်ယုံမာတဲ့နတ်လှူတာတန်းတာတွေတော့တာဓုမခေါ်ပါပဲနဲ့
ငါလှူတဲ့ဒါနကိုလားဖြက်စီးတယ်တင်စကားနားထောင်ပြီးတင့်နောက်ကိုလိုက်လေမလားလို့တင့်နောက်မလိုက်တဲ့ပြင်လေပင်လို့နတ်ရုံမှာကိုငါမမြင်ချင်ဘူးငါအိမ်မှာမနေနဲ့နှင်ထုတ်ပြီလို့ပြေတာနာရဝိကထေကြီးကနှင်ထုတ်ပါလားနှင်ထုတ်ပြီနှင်ထုတ်တော့ကလေးငယ်လေးတွေနဲ့ဆင်းသွားရသောတာပန်ဖြစ်တဲ့အနာရဝိကထေကြီးပြောလိုက်တဲ့စကားဖရာရဲ့တပည့်သားဖြစ်တဲ့အနာရဝိကထေကြီးရဲ့စကားကြားရတော့မနေနိုင်ဘူးနတ်ကလေးတွေနဲ့ဆင်းသွားနတ်လည်းကလေးရှိတယ်နော်မှတ်ထားပေါ်တာလေပြေတာနတ်ဘာတွေနဲ့ဆင်းသွားတော့တားငယ်သမီးငယ်လေးတွေနဲ့ဆင်းသွားပြီးတော့တရားနာပြေးလိုက်မြို့ဆောင်နာသွားပြောတာအဲ့ဒါဘယ်နတ်ကိုသွားပြောတာမြို့ကိုစောင်းတဲ့မြို့ဆောင်နာမဲနဲ့အကျွတ်လို့ပြီးအနာရဝိန်သေကြီးကိုဒီစကားသွားပြောပြီးလို့နှင်ထုတ်ပါပြီအဲ့ဒါအနာရဝိန်သေကြီးပြန်ပြောပေးပါကျုပ်ဗိမာန်ပြက်ပါပြီနေစရာခက်နေပါပြီကလေးငယ်တွေလည်းဒုက္ခရောက်နေပါပြီဒါကြောင့်မြို့ဆောင်နာမဲအနာရဝိန်သေကြီးကိုတောင်းပန်ပေးပါပြုံသင်ပဲလို့ပြောအနာရဝိန်သေကြီးသင်ဖရာကိုယ်တော်များနဲ့တန်ဃာတော်တွေကိုလှူလို့မွဲတာလို့ပြောတယ်တဲမိုက်ကဲနကြည့်စမ်းလောကထုထအတုမရှိတဲ့မြတ်တော်ဘုရားကိုလူတင်မကနတ်တီကတရားတွေနတ်တွေပါဆင်းပြီးမြမာတွေပါဆင်းပြီးကိုးကွယ်နေတဲ့ဘုရားကိုတင်သွားပြီးတော့စော်ကားမိလေခြင်းဘုရားလှူတဲ့ဒါလာကြီးတင်ဖြက်စည်းလေခြင်းပြောရဘူးထို့နာရဘူးတစ်ခေကြီးတင်ပြက်ကသိကြီးတင်ပြက်ကသိကြီးတယ်မပြောရဘူးဆိုတော့မျိုးဆောင်နတ်ကပြောမပြီးတော့တခါတတုမဟာရဲ့တတရထဝုဒုံလကဝုရုဘခကုဝေရနတ်မင်းကြီးလေးပါထံသွားပြန်ရောပြိဿနတ်မင်းကြီးလေးပါထံကိုသွားပြီးတော့နတ်မင်းကြီးတို့ကျွန်ုပ်နေတရားမရှိလို့အနာရဝိန်သေကြီးကိုတောင်းပန်ပေးပါပြန်နေခွင့်ပြုအောင်လုပ်ပေးကြပါနတ်မင်းကြီးတို့သင်ပဲလို့ပြောတော့ဒီလိုဒီအကြောင်းပါပဲသူပြောတဲ့စကားနတ်မင်းကြီးတွေပြောလိုက်တော့တဲ့မိုက်တဲ့နတ်ပဲတဲ့ အပြစ်ကသိကြီးတော့မပြောရဘူးတို့မပြောရဘူးဆိုတော့ဟာအဲ့ဒီနတ်ကလေးလေးတွေပွေပြီးတော့တရားမင်းထံရောက်ပေးသားကြီးပဲရောက်သွားပြန်တရားမင်းထံရောက်ခြင်းဒီလိုတရားနာပေးသားကြီးတရားမင်းထံကိုရောက်သွားပြန်တော့လေတရားမင်းကဒါနကိုတကယ်အကုပြီးတော့ယုံကြည်စိတ်ချစွာနဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာတဲ့သောတာပန်ဖြစ်ပြီးအနာရဝိသေကြီးတင်သွားပြောလို့မရတဲ့ပြင်ပြည့်စကားဟာသိပ်မှားပါသဖြင့်ငါကြားလည်းမပြောရဘူးမှန်လားပါတရားမင်းမပြောရလို့ရှိရင်နေစရာလည်းမရှိတော့ပါဘူးကလေးတွေနဲ့လည်းဒုက္ခဖြစ်နေပါပြီဒါကြောင့်တရားမင်းဒီတိုင်းဆိုရင်အသက်ရှင်ကြမယ်မဟုတ်ပါဘူးမဲနတ်ကလည်းအသက်မရှိမှတဲ့အကြောင်းကြောက်ဘူးလားပြိဿနောက်တရားမင်းကဟဲ့ဒီလိုလို့ငါအကြံပေးလိုက်ငါအကြံပေးလိုက်မယ်အနာရဝိန်သေကြီးမှာပြန်မပေးတဲ့ချင်းငှားထားတဲ့ကုံတွေထံမှာ18ကလေးရှိတယ်၎င်းနောက်ရေထဲမှာမျောသွားတဲ့ပစ္စည်းတွေက18ကလေးရှိတယ်၎င်းနောက်ပိုင်ရှင်မရှိတဲ့ပစ္စည်းက18ကလေးရှိတယ်ပြေးသားကြီး18 3လီဘယ်လောက်ပါလဲမဲ2လီ36ပြောပြီးသားခုတည်းကြီး36ကမတက်18လေးလီ54ကလေးဘယ်လောက်တော့ပြေးသားကြီးအဲ့ဒီ54ကလေးကိုပြန်ရအောင်တင်ပြီးဘန္တာဇိုးရောင်ဆောင်ပြီးတော့ဘန္တာဇိုးရောင်ဆောင်ပြီးတော့အနာရဝိန်သေကြီးအိမ်မှာသွားပြီးတော့အဲ့ဒီ54ကလေးသောပစ္စည်းတွေကိုရအောင်သူ့ဘန္တာတိုက်မှာအချီးနှီးဖြစ်နေတဲ့ဘာမှမရှိဘူးဘန္တာတိုက်ကိုပြည့်စုံအောင်ပြန်လုပ်ပြီးတော့မှငါပြောတဲ့အတိုင်းအဲ့ဒီအနာရဝိန်သေကြီးကိုတင်တောင်းမှရင်ပြန်နေခွင့်ရလိမ့်မယ်အဲ့ဒီကဲဆိုတရားမင်းအကြံပေးလိုက်တရားမင်းအကြံပေးတော့ပြန်သွားပြီနတ်သားပြန်သွားပြီးတော့ဘန္တာဇိုးရောင်ဖန်ဆင်းဘန္တာဇိုးရောင်ဖန်ဆင်းပြီးတော့အနာရဝိန်သေကြီးကုံတွေချီးထားလို့ပြန်မရတဲ့ပစ္စည်း18ကလေး၎င်းနောက်တရားနာပြိဿသမုဒ္ဒရာမျောသွားတဲ့ပစ္စည်းက18ကလေးပိုင်ရှင်မရှိအချီးနှီးဖြစ်မဲ့ပစ္စည်းတွေက18ကလေး90နဲ့4ကလေးကိုရအောင်တရားနာပြိဿဖန်တီးပေးလိုက်ဖန်တီးပြီးဘန္တာတိုက်တွေအကုန်ပြည့်တဲ့အချိန်ကြတော့မှသူဒီအနာရဝိန်သေကြီးအပါကသေကြီး
အနာရဘိန်တထဲကြီးကျွန်ုပ်ကိုမှတ်မိပါရဲ့လားကျွန်ုပ်ပြီးပင့်အိမ်၌လေးခုမြောက်သောတကားမှာစောင့်ရတဲ့နတ်ဖြစ်ပါတယ်တို့ဖြစ်ခြင်းကြောင့်ပင်တထဲကြီးအားဒါနပြုတဲ့ကိစ္စကိုဖျက်ဆီးလို့ကျွန်ုပ်ဗိမ့်မှန်သည်ပြည့်၍ပင်တထဲကြီးအိမ်မှထွက်သွားခဲ့ရပါတယ်ဒီလိုထွက်သွားခဲ့ရပါလို့ဖြင့်မြို့ဆောင်နတ်ကလည်းမတောင်းပါရဲ့နမင်းကြီးလေးပါလည်းပြန်မပို့ရဲ့တရားမင်းအကြံပေးတဲ့အရာဗန္ဒာစိုးရောက်ဆောင်၍ကိုယ်လည်းများထမ်းမှ18ကလေး၎င်းတော့ရေမမျောသွားတဲ့ပစ္စည်းက18ကလေး၎င်းတော့ပိုင်စင်မရှိတဲ့ပစ္စည်းကပိုင်စင်မရှိတဲ့ပစ္စည်းကကြောင်းမြန်အဲ့နဲ့ကြောင်းခုရှိတာပေါ့လေပိုင်ရှင်မရှိတဲ့ပစ္စည်းက18ကလေးဘောင်း54ကလေးကိုပန္တာတိုက်ထဲမှာအကုန်ထည့်ပြီးပါပြီပြစ်မှန်းပြီးတဲ့အပြစ်ကိုတရားမင်းကဒီတန်ကိုသင်ခံလို့ဆိုလို့ဒီတန်နေအကုန်ခံပြုတ်လို့ပြီးပါသဖြင့်နေခွင့်ပေးတော်မူပါသထေမင်းကောင်းပြီဆိုပြီးတော့သူ့တကားဆောင်နတ်ကိုအိမ်မှာပြန်ထားတယ်ပြေးသားကြီးသူပြန်နေရရှာပါလားအိမ်ကထွက်ပြေးရတာဘာပြုလို့ဒါနဖြစ်လို့ဒါမြင့်တရားနာမည်လေးပေးထားတာတူတူတုတ်ပါတယ်ဒါနကိုဖြစ်ဗိမာန်ပြက်ပိဿဟိုနတ်တောင်မှဒါနဖြစ်ရင်ထွက်ပြေးရသေးတယ်နော်ပိဿကြီးဒါနဖြစ်တော့နတ်တောင်ထွက်မပြေးရဘူးလားထွက်ပြေးရတယ်ပိဿကျုပ်စကားကြီးကျယ်တယ်လည်းမအောင်ငယ်ကျမ်းဂန်ကထုတ်ဟောရတာပိဿဘယ်ကထုတ်ဟောတာတော့ကျမ်းဂန်ကထုတ်ဟောတာကြီးကျယ်တယ်လည်းမအောင်ငယ်နဲ့ခင်ဗျားတို့ကကျုပ်ဒီစကားမျိုးနတ်တောင်ထွက်ပြေးရတယ်ဆိုတော့ဘုန်းကြီးကဒါတော့တမင်သက်သက်လှူအောင်ပြောတာပါစကလုံးထွားပါတယ်လို့ကျုပ်များလှရောသားလို့တော့မအောင်မေးလိုက်ပါနဲ့ဗျာပိဿဘာသာတော့လှရောသားလည်းစကလုံးထွားတဲ့ကျုပ်တို့ကကျမ်းဂန်တိုင်းပြောတာပါထွားတာမဟုတ်ပါလှရောသားစကလုံးထွားပုံပြောရမယ်ဆိုရင်ဥပမာမပါပဲမပြောဘူးဥလတ်သူကြီးသူတို့ကဆေးတာမတော့ရဲဘူးဘယ်တော့ရဲမတို့တရားနာပိဿသူတို့ကတကြီးဆေးတံတောက်လာတော့သူတို့ကလူတွေကပြောတယ်လှရောသားတွေကအလိုလေးတို့ရွာကတကြီးဆေးတံတောက်လာတာငါးကြောက်ဝင်မှုတ်ကလေးခွေးချီလာတယ်တိုင်းမဥလသိပဲအဲ့ဒီဆေးတံတောက်ရဲတော့ပြောလိုက်ရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးပြောမယ်တရားနာပိဿဟိုကျွတ်တို့ကလည်းအတတော့မသိဘူးပေါ့လှတော်ရွာနာကျွတ်တို့ရောက်သွားလှတော်ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တို့ကဝက်လက်တရားဟောတော့ကြည်ကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့်လှတော်သားတွေကပြောတယ်ဝက်လက်လန်းကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလန်းကစီးသွားရင်တဲ့အဲ့ဒီလန်းကကိုတော်တို့တော့ကြောက်ခဲစားသွားတော့အစာကြည့်တယ်အဲ့လန်းကြမ်းနဲ့မပြောဘူးကြောက်ခဲစားသွားအစာကြည့်တဲ့စကားပြောပါတယ်ဥပမာမပါပဲမပြောဘူးတပည့်တော်တို့တော့ဝက်လက်ကမစီးဘူးဗျာတဲ့ဘာဖြစ်လို့တော့ညာလို့ဆိုတော့ကားစီးရတာဟာမကြပါဘူးဗျာတဲ့နောက်ကနေဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့အဲကားနေတယ်မပြောဘူးလို့ဆိုမှရေကြီးခဲကလမ်းတောင်းတယ်စကားပြောတဲ့နေရာတည်းမှာဇက်ပြက်အောင်ပြောတဲ့လူတွေဗျဇက်ပြက်တဲ့ပြည်သားဟိုဘက်ကဇက်ကနေဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကို2ယောက်ထဲမီးရှို့ပြီးတော့စကားပြောတာမီးလှုပ်ရဲ့3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာပါတော့ဟာဆိုပြီးဝိုင်းလာတာသူတို့2ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတခင်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လေတရားလာပိဿသူတို့နားမှာပေါက်တော်ရွာဆိုတာရှိအဲ့ဒီပေါက်တော်ရွာမှာစာပြန်မွဲကြီးကျက်သားတံပေါင်းနဲ့ကိုတော်ကြီးဆွမ်းကတ်ကျက်သားတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးကွာလို့ဆိုတဲ့အလိုလေးကသိသုံးအလိုလေးကွာတဲ့စာပြန်မွဲဆိုလို့သွားကြည့်ပါလက်ကတတ်တော့ဘုန်းကြီးအေကိုကွာဘုန်းကြီးကျက်သားနဲ့ကတ်တာဒါဘုန်းကြီးအေတယ်ကျန်ဖမ်းမှန်စကားပြောတဲ့လူတွေဥပမာနဲ့ဘုန်းကြီးရစားရတဲ့ကွာတော့ဝိုးသားလီပြီးဘလူးကြတယ်အယိုးကြံတာပြောတာ
စကားပြောဥပမာမပါပဲမပြောဘူးကျွတ်တော့ကမေးစီတယ်ခမရတို့ဥပမာမပါပဲမပြောတတ်ဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါပဲပြောရလှဲမီးတို့စီးရတဲ့အတိုင်းပဲဥပမာကပါလားဒီခက်တရားနာပြေးတာကိုသူတို့ရှိမှာခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားစိတ်ကားပေါ်ရလားလို့မေးတော့အိုးကားပေါ်တာတော့ရေဝေါ်ထိုးနေတဲ့အတိုင်းပဲရေဝေါ်ထိုးတယ်ဆိုတာမြင်ဘူးမှာပေါ့အသားတွေလက်သမားတွေရေဝေါ်ထိုးတာဒီတိုင်းတဲ့တဲ့သွားတာမဟုတ်ဟောဒီလိုရှည်ထိုးနောက်မယ်ကားတွေပေါ်တာပြောရေဝေါ်ထိုးနေတဲ့အတိုင်းပဲကားပေါ်တဲ့ထဲဖျားတဲ့တပည့်တော်တို့တော့အာတီဘီကမြန်တယ်ဆိုလို့စီးလိုက်တယ်ဟုတ်စကိုဖျားတဲ့အာတီဘီကမြန်ပုံကိုပြောရရင်ရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အဲကြီးဆောင်ဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါပဲတခုမှမပြောဘူးဥပမာမပါပဲတခုမှမပြောဘူးဒီတဲ့စိုင်းနိုင်ကြီးကသူတို့အလှဖိတ်တော့အလှကိုလိုက်သွားပါတယ်တဲ့စိုင်းနိုင်ကြီးအလှကြက်သားဟင်းနဲ့တော့ကျွေးပါရဲ့တဲ့ဒါပေသူထမင်းမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဘာဖြစ်လို့တော့လို့ဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်နဲ့မပြောဘူးတကယ်လူတွေပါဆိုမှဒီတဲ့ဆိုင်တိုင်းကြီးကလူတွေကလည်းကွာတဲ့ကြားရတာတဲ့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲဘလူးအရက်တိုက်တယ်ဘယ်နဲ့လို့ဒါအပြင်ပို့ချအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲနောက်တယောက်နဲ့တယောက်သူတို့ဆုံပြီးလို့စကားပြောကြတနယ်သားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့လို့ဟဲတဲ့မင်းတို့စီဝါရေးကြီးဝါရေးတဲ့ဘယ်နဲ့လို့ဟာတဲ့စီဝါရေးကြီးဝါရေးရကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲပြေးလာဒီဝလုံးကောင်းနဲ့ဆင်တိုးရဒီဘွားကြီးကြက်တယ်မပြောဘူးစကားပြောလိုက်တရလွန်ကြီးအေးကွာတဲ့စီဝါရေးကထားပါတော့အလုတ်ကန်ရောဟာတဲ့ငါလူရေးတဲ့အလုတ်ကန်လည်းမမင်းနဲ့ဟာတဲ့ရှိတဲ့အလုတ်ဖိအလုတ်လဲတနေ့တခြားစားဦးကကြီးလာဘယ်ဆိုလူတွေမှန်းကိုမသိတာမယုံရရွှေကိုလမ်းမရောက်တဲ့ခါမဲကြီးဒီထက်တရားနာပြေတာမင်းတို့ရှိသမဝါယမဆိုင်ကအထယ်လေးပါလေးထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထန်းဆောင်ရကြည်တိုးမှကြောက်လို့အထယ်မပေးဘူးမပြောဘူးမိမလေးထန်းဆောင်ရအတော်ခွက်ကြတဲ့လူတွေလှတော်သားကြောင့်ပြောလဲကုံမှမဟုတ်ပါမကုံမီတစ်ခုလောက်တော့ပြောအောင်မယ်ထုတ်တယ်ဟောလုံးကခြိပါသားနဲ့ပခန်းသားဆိုတာကျတို့ရာဇဝင်မှာကြားဘူးပခန်းသားများစကားကတ်ကိုးပုံတော့ကြည့်လေပခန်းသားကလှတော့လာပြိုင်မဲ့အကြောင်းစီကျုပ်ဆက်ပြောပါပခန်းသားတွေကကျတို့ပကံကလူတွေနဲ့ဖျားချင်းတကိုးပြိုင်နေပခန်းမှာကျတို့စီလူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားစစ်တရခန့်အစ်စ်လက်လေးသေးဟောလောက်ရှိရဖျားကိုတော်မြတ်လေးကျုပ်အနေကစားတင်မှုသင်္ဘောစင်းလုံးနဲ့သွားပင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရဒါဝိသိတရားနာပြေးတာဘုရားကတကိုးကြီးတယ်လက်လေးသေးပြင်မဲ့အရင်တော့ကအဲ့ဒီဘုရားကိုကျုပ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဘုရားလူခိုးဘူးတယ်ဘုရားလူချင်းလုံးမဟုတ်ပါဘူးရွှေလူချင်းလို့ခိုးတယ်နောက်ဘုရားလေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ရတော့အခုပြန်မွန်းမှန်ထားတဲ့14ပိတ်ခွဲလောက်ရှိပြီအဲ့ဒီတုန်းကခုတော့များနေရောပေါ့အခုတော့တရားနာပိတာဟိုမိကန်တက်တာကြီးတော့16ချက်လောက်ခခေါ်ဘက16ရောက်တယောက်ချောင်းစီကင်ခိုင်းဒီခါပြောက်ရင်လည်း16ရောက်စလုံးထောင်ထဲပို့ဖို့ရှိဘယ်လိုမှဖွင့်မရအောင်ကျွတ်တို့တရားလောက်ရှိကြမလို့လည်းမရဘူးလူစိတ်30ဝိုင်းမရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတယ်ဘဝကျွတ်တို့တိုင်းပြည်တာတောင်ချမ်းသာဘူးလို့ဆိုရနော်ဘုရားသခိုးတယ်လည်းပေါ်ရတဲ့ဗမာပြည်ကျွတ်တို့ကညမရကူတော်ကြီးခိုးသွားပြီးမိမလုတ်တဲ့လူကပလိတ်သတင်းနဲ့လိုက်လာတော့ရဲရရှိရသတင်းနဲ့လိုက်လာတော့တရားနာပိတာဘုရားကိုကောင်းမှုချုံပြီးတက်နေပေးဘယ်လောက်ဆိုးတော့ကိုယ်တကိုင်းသိပြီသေချင်းစိုးနဲ့တော့သေကုန်တော့အဲ့ဒါရဲကမေးတယ်အဲ့ဒါဘယ်သူတော့လို့ဆိုတော့ဒါကျုပ်လင်သားနေမကောင်းလို့ပါကောင်းသေးလားဘုရားသူ့လင်လို့ရတော်တရားရှိဘယ်လောက်တရားဆွဲလိုက်
ဟုတ်သားတော့ဆိုးတယ်မိမဒါတော့ဖရာတခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီသူချင်းဖရာကလေတရားနာပေးတာဖရာကသာလက်လေးစစ်ပကံကတပ်ပြညိုဖရာကိုတော်မြတ်ကြီးနဲ့ဟောတကူချင်းပြိုင်မယ်လေဗျဖရာကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာပြိုင်မယ်လေဗျဖရာကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူချင်းပြိုင်ကြည့်လေပကံကလူတွေကဘာပြောလို့နှစ်ပေလေးနဲ့ဟေးတို့ကကျုံသုံးတန်ဝိုင်းနဲ့ပကံတိုက်လာကွာနှစ်ပေနဲ့ဒီတော့ပကံသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်ပကံသားကွာပကံကပြောတယ်မင်းတို့စကားမစပ်ဘူးတဲ့တို့ကနှစ်ပေနဲ့ကျုံသုံးတန်ဝိုင်းပကံတိုင်းနှစ်ပေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်ပကံသားဆိုတော့မစပ်ဘူးတဲ့ပကံသားကလည်းသကဒတ်ဆိုတော့မစပ်ရင်နဲ့အဲ့ဒီငရုတ်တဝိသွေးပြီးမင်းတို့မျက်စိထဲခတ်ကြည့်ပါလားတဲ့ရလောက်ကကိုးတယ်ပကံသားနောက်ဟဲ့ဖျားပွဲအစီပြိုင်ပဲကွာဖျားပွဲအတီးပြိုင်မယ်ကွာဆိုတော့တရားနာပြေးတာအဲ့ဒီပကံကစပြောဟေးတို့ပကံစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးကြီးကိုအကောင်900ကွာအိုင်ခွေးနဲ့စတက်ဒီတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးသီးအကြီးပြိုင်တာလို့ပေါ့ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြည့်မြို့ဘုရားကြီးကဖျားပွဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်1000ကွာပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့သာရှုံးနေတာပကံစကားနားထောင်ကြည့်ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောကုန်းချခမ်းမလို့ပြောနေမှာခွေးနဲ့ခွေးချခွေးပိန်ဟော်တွေမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပကံသားတွေကခုခေတ်ထဲမှာလှတော်သားအပြောထွားတယ်ဆိုလို့လားပြိုင်နေတယ်ဗျပြိုင်တော့လှတော်ရွာပေါင်းကလေးလေးတွေ့အဲ့ကလေးအားလုံးရမင်းပဲရွာသားတော့ကျုပ်လှတော်သားလာခဲ့ပြီတော့လှတော်သားရှာနေကောင်လာခဲ့မင်းဘိုက်ကိုဖောက်စမ်းဘိုက်ဖောက်စမ်းမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့တားရှင်ဘိုက်တော့မဖောက်ပါနဲ့တဲ့ခမရတို့ကျုပ်ယိုကျွေးပါမယ်အိုင်ပြီးရောလူကြီးနဲ့ပြောခဲ့ရောကလေးနဲ့ပြန်ပြေးခဲ့ရဒါကြောင့်တရားနာပြေးတာကျုပ်လည်းပဲဒါနဖြစ်စည်းတာလူမပြောနဲ့နတ်တောင်ထွက်ပြေးရတယ်ဆိုတော့အလူကံဖုံးကြီးမို့ငွေရအောင်ဆွဲဆောင်ဟောတာပါစကလုံးထွားတယ်လို့လှတော်သားလူလည်းမထင်လိုက်ကြပါနဲ့ဒီပြန်ရောက်ပြီးကျုပ်စကားခမည်းတော်လည်းလိုက်နားထောင်နေတာပဲကျုပ်ကလည်းအနုတန်တွေမရှိကိုစကားမမှတ်ဖဲနဲ့ရှောက်ပြောမိုးလင်းပြီးမှမဟုတ်ကိုင်းဖြတ်ကြအောင်စို့ရှေ့ပိုင်းတရားပါတယ်အခုဒါနကိုဖြက်ပါတယ်လို့ကျိသသူများလူနေတဲ့ဒါနကိုဖြက်စည်းတဲ့ခုနကတရားနာပိသနတ်ဗိမာန်ပြက်ပြီးတော့ထွက်မပြေးရဘူးလားပိသအခုတော့ပြန်ရောက်ပါလားဒါကြောင့်နတ်တောင်ဒီလိုခံရရင်လူတွေဟာသူများလူတဲ့ဒါနဖြက်စည်းတဲ့နလားမဖြက်စည်းတဲ့မူလားပိသတိုင်းမဖြက်စည်းသလို့ရှိရင်လက်ပညာဗျာတော့၄မျိုးပြောမယ်နားထောင်ကြည့်စားနောက်ကလက်ချိုးပြီးဆိုကြဗျာလူတဲ့ပုဂ္ဂိုလ်၄မျိုးပြောမလို့ကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှူခိုင်းသည်ကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါသူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှူမခိုင်းပါဘယ်နှမျိုးတို့နံပါတ်1လူမျိုးကိုကျုပ်စပြောမယ်ကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လှူလို့လည်းပစ္စည်းချမ်းသာသူများအလှူခိုင်းလို့လည်းသာသမီချွေရန်ပေါ်တယ်စားမဲ့လူတွေလည်းများစွာရှိကျွေးစရာပစ္စည်းတွေလည်းရှိလောကပျော်စရာကြီးပေါ့အချွေရန်တွေလည်းပေါ်တယ်ပစ္စည်းလည်းချမ်းသာတယ်ခိုင်းစရာလည်းရှိတယ်ငါစားမဲ့လူတွေလည်းရှိတယ်ကျွေးနိုင်တဲ့ပစ္စည်းတွေကလည်းပေါ်တယ်အကောင်းဆုံးလောကပျော်စရာကြီးပေါ့နံပါတ်1အကောင်းဆုံးလူမျိုးလို့မှတ်ခဲ့နံပါတ်2ကျတော့ကိုယ်တိုင်တော့လှူတယ်သူများမခိုင်းသူကြသိဟမ်ကြဘူးကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့တန်တကားကြီးပိတ်လို့တိုက်ကြီးနဲ့
သူများအလူမခိုင်းလို့သားသမီးအချွေရငါတယောက်မှမရှိလင်မယားနှစ်ယောက်တည်းတစ်စီချောင်းမှတောင်ကြောက်ရရှိဘူးနှစ်ယောက်တည်းအိမ်ဆွဲလဲမရှိဘူးကိုယ်သားသမီးမရှိလို့သားသမီးရကျဲတာညောင်ပင်အောက်သွားသားစုခဏခဏတောင်ကံကောင်းလို့ညောင်ကိုင်းပြီးမသေးရဘူးကိုမရတော့သူများသားသမီးခေါ်မွေးစားကိုလက်ထဲတုန်းကမားတာထောင်လို့ကိုလက်ထဲကျရှူနာရှိုက်ကိုသူများမခိုင်းခဲ့လို့ချွေရမရှိဘူးဒီထဲပတ်စံတက်နေလို့ဆေးရိုက်ဖို့ပေတာပဲဟာမကြဘူးနော်ကိုယ်တိုင်လှူလို့ချမ်းသာတယ်သူများမခိုင်းလို့ချွေရမရှိဘူးနံပါတ်3ကြတော့သူများတော့အလှခိုင်းမှရဲ့ကိုယ်တိုင်မလှူသူများအလှခိုင်းလို့သားသမီးချွေရနေကတော့ပေါ်ပါရဲ့ကိုယ်တိုင်မလှူလို့စားစရာကမရှိစားစရာမရှိလို့မွဲပါတဲ့ဆိုမှဒီသားသမီးတွေကတဖြုတ်ဖြုတ်ပဲလမ်းကြားပြစ်ထားလို့မှမသေးဘူးမားတာထောင်အကျိုးပဲသူများခိုင်းလို့သားသမီးပေါ်တယ်ကိုယ်တိုင်မလှူလို့စားစရာမရှိကိုယ်ဌာနကိုမသိတော့ကလေးတွေကျိန်စေဒင်းတော့တည်ရင်တော့လည်းဖေးကုန်ပါစားစဲကြီးပါဆိုဘုံတင်ချင်းစိုးလေးက30လုံးတော့ကိုစားတယ်အမကြဘူးနော်အပြစ်မတင်နဲ့နော်သူများခိုင်းငယ်လို့သားသမီးတော့ပေါ်တယ်ကိုယ်တိုင်မလှူခဲ့လို့စားစရာကမရှိဌာနမညီမျှတော့လည်းခါမကြကြဘူးပေါ့နံပါတ်3အဲ့ဒါဟောနံပါတ်4ကြပိုဆိုးသွားပြီကိုယ်တိုင်လည်းမလှူဘူးသူများလည်းမခိုင်းဘူးကိုယ်တိုင်မလှူလို့လည်းပစ္စည်းမချမ်းသာဘူးသူများမခိုင်းလို့လည်းချွေရမရှိဘူးအထီးကျန်ဘဝနဲ့အဲ့ဒါဒီဘယ်မှာများပေါ်လို့ဆိုကျွတ်တို့မန္တလေးမဟာမြတ်မုနီဘုရားကြီးမြောက်မုံမှာချွင်းခောက်ဆိုတာတို့အဲ့ဒါနံပါတ်4အဆိုးဆုံးပေါ့တန်ပြေးသားကြီးလှူတဲ့ပုဂ္ဂိုလ်4မျိုးပြောရအောင်ပြေးသားကြီးနံပါတ်1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးမပြောတဲ့လူတွေနံပါတ်4မြတ်မှန်းပြေးသားကြီး1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးလူလေတွေအကောင်းဆုံးရွေးကြိုက်နံပါတ်1နံပါတ်1ကြိုက်လို့ရှိရင်တော့နံပါတ်1နဲ့တူအောင်လုပ်ရလိမ့်မယ်လက်တစ်ဖက်ကအိတ်ထောင်နဲ့နိုင်ကိုယ်တိုင်လှူဖို့ကြံတဲ့လက်တစ်ဖက်ကလည်းဘေးလူထားမပြစ်ခဲနဲ့လာဟိုသပွဲသွားလှူကြည့်ကြစို့ခိုင်းဒီတရားကျုပ်အတွက်တော့အတော်ကွက်ဝင်တဲ့တရားဘုရားကိုယ်တော်မြတ်ကဇတိလငါဟောထားခဲ့မင်းဒီတရားဟောပြီးတော့အလှခံစားပြီးတော့လည်းဟောထားခဲ့သလားတော့မသိဘူးတကယ်တော့ပိဿကျုပ်လုံးချဟောတယ်မထင်နဲ့ဓမ္မပဒဘီလာလဘရကမှာဘုရားဟောပါတယ်ဗျာအဲ့ဒါဇတ်ထုတ်ရှိတယ်ပိဿဟိုစူပါဟိုက်မှာမိုက်မောင်တွေဆဲကြောင်လက်လဲဆိုတာအဲ့ဒီဇလံမျိုးနော်ဒါဖြတ်ထိုးလေးပြောတယ်ကဲနံပါတ်1ကြရင်နံပါတ်1နဲ့တူအောင်လုပ်ကြကိုယ်တိုင်နဲ့လှူသူများနဲ့ခိုင်းပါဗျာနောက်ဆုံးကြလည်းဖြစ်ပါတယ်အိတ်သွန်ဖာမှောက်ပေါ့အိတ်ထောင်နဲ့နှိုက်လိုက်လို့ယာရံပါလာလဲအမ်းမနေပါနဲ့ဘရုမဒေဝကြီးကြည်ရင်ခင်ဗျားတို့သိလောက်ပါတယ်ဘရုမဒေဝကြာပန်းလှူတယ်ပြည့်စေကဗုဒ္ဓကိုကြာပန်းလှူလိုက်တယ်ပထမကြာပန်းလှူပြီးတော့တရားနာပေးတာဟိုကအလှခန်းယူသွားအိုးတဲ့ကြာပန်းနဲ့သူ့ဘာလို့ဖို့တော့မဖြစ်ဘူးတဲ့ပြန်ယူမှတဲ့ဘရုမဒေဝီအလောင်းကပြန်ယူပြီးဟဲလှူတော့လေအလှခန်းနဲ့ပြန်ယူတော့လေပေးတာပဲလှူပြီးသားကြီးတရားယူလို့ကောင်းပါဘူးလေဟောနောက်တခါထလှူတယ်ပြိဿအဲ့ဒါကြောင့်ဘရုမဒေဝီမိဖုရားကြီးဖြစ်တော့ပထမဆုံးလှူလိုက်ခြင်းကြောင့်ဘရုမကြာဝင်တဲ့ကရသေးကြီးသမီးဖြစ်လို့ဘယင်ကောက်လာသောချိန်ခါမှာနန်းတော်တဲ့ဝင်တဲ့ခြေဘွားအောက်ကကြာပွင့်နေခံတယ်ပထမလှူလို့ဥပစေတနာပေါ့နောက်သူ့အလကားပါပဲလေဆိုပြီးပြန်ယူလိုက်လို့သား900ဖွာတာကိုမိဖုရားတွေတိုက်သည့်အတွက်ထွက်သွားရတဲ့အချိန်ကြတော့လေဟောမုံစစေတနာလှူပြီးသားပြန်ယူလို့တရားနာပေးတာကြာပွင့်မခံတော့ဘူးတဲ့ကျုပ်နောက်သား900ကမိဖုရားတွေကြုတ်ဖဲထည့်ပြီးလွတ်လိုက်တော့ဘယင်းကြီးရေချိုးတော့ညှိလို့တရားတစိတ်ခန့်ထားတာကဒီသားများသည်ဘရုမဒေဝီနဲ့တင်မင်းကြီးရဲ့ရင်သွေးဖြစ်သည်ဆိုတာတွေ့ရလို့ဝမ်းကြောင့်ဝမ်းသာဘရုမဒေဝီမိဖုရားကြီးကိုပြန်ခေါ်လိုက်တော့ဟောကြာပွင့်နေလားခံမြန်တဲ့အဲ့ဒါပြန်ပြီးထလှူတာကိုစေတနာသုံးတာနော်ဒီမပြေးသားကြီးဟိုပြန်လှူတော့အလင်းစေတနာပြတ်တော့ကြာပွင့်ခံသေးရဲ့လားထွက်တောင်ကြီးရတယ်နန်းတော်ကမိဖုရားကြီးဒါကြောင့်လှူပြီးသားများပြန်မယူနဲ့ခင်ဗျားတို့ကအောက်မေ့မှာမနေ့ကလှူတာတတိတော်သူပြန်မယူပါဘူးဗျာလို့အဲ့ဒါပြောတာမဟုတ်ဘူးအိတ်ထောင်နဲ့ငါးချက်တန်နှိုက်တာအစိတ်တန်ကြီးပါလာတော့ဒီမဲ့အစိတ်တန်ပါလာတော့ငါးချက်လှူပြီး20ပြန်ယူသွားတာဘယ်လိုဟ
ုံကြီးဘာတွေလျှောက်ပြောတော့မအောင်မင်းနဲ့ဒီနေ့နောက်ဆုံးညအများကြီးရအောင်ပြောရတာဟုတ်တယ်တချို့ကအိတ်ထောင်နဲ့အစိတ်တန်ထုတ်လိုက်တယ်လေအစိတ်တန်ပါလာတယ်ဖလူတာက9ချက်ဆိုတော့9ချက်လှူပြီးတော့20ပြန်ယူသွားတယ်ဘရုံမဒေဝီဂတိပြုပေါ့ကိုင်းခစ်တရဆိုင်လို့ဟာပတိုင်းပေးမရအားကြားနေရော့ဒီနေ့တော့အတော်လေးလည်းများသွားပါတယ်နောက်ပိုင်းလည်းတရားနာပြည့်တဲ့နောက်ဆုံးညဆိုတော့ပဝါလေးပါလေးမပါရင်အိမ်ပြန်ယူထားကြအောင်ပေါ့ဟောရလိမ့်မယ်ဒီနေ့နောက်ဆုံးညဆိုတော့ဒါကြောင့်ဗမာဒေနာမမေ့မလျော့မပေါ့မဆာတော့တတိတရားဖြင့်တံပါရိထအကောင်းဆုံးဇတ်တော်ကြီးမဟုတ်ခင်မိမိတို့တတ်စွမ်းသမျှလွယ်လင့်တကူပါလာလို့ရှိရင်ဖြင့်နံပါတ်1ကိုရအောင်ယူ၍အလဲစေရနာပြတ်တဲ့ဘရုံမဒေဝီဘက်မလှဲ့ကြပဲနဲ့အိတ်ထောင်နဲ့နှိပ်လိုက်သောခါပါသမျှမအမ်းမဲလေမဲလမ်းအလှကဘုံကြီးဆိုတော့လေကျိုးစားပြီးတော့လူတန်းနိုင်ကြပါစေကုန်သတည်း